Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ပေါ့နော်ညီမလေးနဲ့ spicy လောက်သားလော်လေးပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီကလည်း spicy လေးပဲဖြစ်ပါတယ်ဒီကတော့ထမင်းလေးပဲဖြစ်ပါတယ်ထမင်းလေးဆိုတာဒါလေးကတော့ညီမလေးပါစလာလို့သူတော့ဆိုင်နဲ့ဆက်နေပါပေါ့နော်စတယ်မယ်ငါပိတ်ထားရမယ်ကျမတို့ကတော့ထမင်းနဲ့ပဲစားနေတယ်ဒီတိုင်းမစားတတ်ဘူးမဟုတ်ဘူးနော်စတယ်တော်တော်ဆက်တာမဟုတ်ဘူးထမင်းလေးနဲ့ရောစားတိတ်မစဘူးလေစားကြပါအောင်ရှင်Ya lo tenemos yo. Nó bueno me iba a jalar. Ayan con này bài gì hết các bạn cái lòng này cho mình cũng nè mà bọn nó xa lòng ra bờ nhà gì vậy chứ này chặt thầu kìa ăn mình Chào bạn. Đi vui thì ná mà về đi xong mà mấy. Lâu bên không?